မင်္ဂလာပါကိုမြန်မာ fighter ရဲ့ one championship မှာပထမအဦးဆုံးပွဲထွက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုကျွန်တော်တို့အားလုံးစိတ်ဝင်စားနေကြတယ်ဒါပေမဲ့ကျော်စွာဝင်းနဲ့မူဂါစီတိုတို့ရဲ့တွဲဆိုင်ကပြိုင်ပွဲတစ်ရက်အနေနဲ့ပါတော်တော်လေးကြည့်ကောင်းမဲ့ပွဲဖြစ်ပါတယ်ဒီအကြောင်းကိုဒီဗီဒီယိုမှာတင်ဆက်မှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျော်စွာဝင်းကတော့ one championship မှာပွဲရခဲ့ပြီဂျားထဲမှာ Fatus Gin ဘက်က promotion video တွေကြောင့်ရောငကိုတွေကကျွန်တော်တို့ပရိသတ်တွေရဲ့အားပေးမှုရရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ရောကျော်စွာဝင်းကနေရာတက်မှာဘယ်လောက်ထိစူးစမ်းရဲဆိုတာကိုကျွန်တော်တို့အားလုံးသိခဲ့ရတဲ့အချက်တွေကြောင့်ရောဒီပွဲကိုကျွန်တော်တို့စောင့်နေခဲ့တယ်ပြီးတော့ပွဲဥဒရမှာလည်းလုံမနီမှာတော်တော်လေးကောင်းအောင်လုပ်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ကျော်စွာဝင်းရဲ့မွေထိုင်းခီးစဉ်ဟာအဖွင့်လဲလှတယ်စိတ်ဝင်စားစရာလည်းကောင်းနေပါတယ်one championship မှာသူကစားရမှာတေချာသွားပြီဆိုပေမဲ့တွဲဆိုင်ကတော့အခုရက်ပိုင်းကျမှကျွန်တော်တို့သိလိုက်ရတာဒီတွဲဆိုင်ထွက်လာခြင်းကျွန်တော်ကတော်တော်လေးကိုသဘောကျတယ်စိတ်လည်းတော်တော်လေးဝင်စားတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပြိုင်ဘက်မူဂါစီတိုကြောင့်ပဲမူဂါစီတိုကိုကျွန်တော်ဘယ်မှာစပြီးရင်းနှီးခဲ့တယ်လဲဆိုလို့ရှိရင်တော့အဲမွေနဲ့ကစားတဲ့ပွဲမှာပါအဲ့ဒီပွဲမှာအဲမွေကအလဲထိုးပြီးအနိုင်ရရှိခဲ့တယ်ဒါပေမဲ့ကြည့်လိုက်ရတဲ့လူတွေကောင်းကောင်းသိပါတယ်ကိုမြန်မာဖိုက်တာအနိုင်ရလို့ပြောရဲဆိုပေမဲ့တကယ်တမ်းကစားနေတဲ့အချိန်တော်တွင်းမှာတော့ကိုလူကလဲဝါဖို့အတွက် chance တော်တော်လေးများခဲ့တာပါမူဂါစီတိုသည်ဖွင့်ထိုးတယ်စိုင်ထိုးပြိုင်ထိုးတွေမိုက်တယ်တကယ်ကို fighter ကောင်းဗျာ attack ပြီးရင် attack ဆိုတဲ့ပုံစံမျိုးသွားတယ်ဆိုတာကိုကျွန်တော်တို့အိုက်ပွဲမှာတွေကမြင်ခဲ့ရတယ်ရှုံးသွားတယ်ဆိုပေမဲ့ထင်မှတ်မထားတဲ့ထိချက်တစ်ခုကြောင့်သာဒုတိယအချီမှာလဲဝါခဲ့တာပေါ့လေမဟုတ်လို့ရှိရင်အဲ့ဒီပွဲကအဲမွေနေနဲ့အခြေအနေသိပ်မကောင်းဘူးလို့ကျွန်တော်တို့အားလုံးမြင်ခဲ့ရပြီးသားပါအဲ့ဒီနောက်မှာသူ့ရဲ့ပွဲတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်မိတယ်တကယ်ကိုပဲတိုက်ရိုက်ခိုက်ရပြည့်ပြီးတော့ fighting spirit တော်တော်ကောင်းတဲ့လူဆိုတော့ကိုကျွန်တော်မြင်ခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းမှာ super ရေချမ်းနဲ့ထိုးတယ်။၃ကြီးအပြည့်ထိုးပြီးတဲ့နောက်မှာအမှတ်နဲ့သူနိုင်သွားတယ်။ဒိုင်၃ဦးစလုံးရဲ့ unanimous decision နဲ့နိုင်တယ်။ထိုးပေါက်ကလည်းတော်တော်လေးကောင်းတယ်။ super ရေချမ်းဒီလည်းကျွန်တော်တို့စီကလက်ဝဲကျော်တူဖြစ်ပြီးတော့မွေထိုင်းသွားထိုးတဲ့စီမှာလည်း performance တော်တော်ကောင်းတဲ့သူဖြစ်တယ်။ဒါပေမဲ့မူဂါစီတိုရဲ့ကစားဟန်ကပို့ပြီးတော့ dominant ဖြစ်ခဲ့တယ်ပေါ့လေ။အဲ့ဒါတွေကိုကျွန်တော်တို့မြင်ခဲ့ရတယ်။အခုကျော်ကြီးနဲ့မူဂါစီတိုတွေ့ပြီးကျော်ကြီးအကြောင်းကိုတော့ကျွန်တော်အများကြီးပြောစရာမလိုဘူးမြန်မာရိုးရာကလာတဲ့လူဖြစ်တဲ့အတွက်ကြောင့်စိုက်ထိုးပြိုင်ထိုးနဲ့ရဲရဲတင်းတင်းသွားမယ်ဆိုတာကတော့အားလုံးသိထားပြီးသားကိစ္စပဲကျော်ကြီးပွဲတွေကိုလည်းကျွန်တော်အများကြီးကြည့်ထားပြီးသားဆိုတော့သူ့ရဲ့ကစားပေါက်ကိုလည်းသိထားပြီးသားဒီကြားထဲမှာ Fatus မှာ Y2K လူတွေတခြားသောလေ့ကျင့်ရေး technique ဘောင်းစုံနဲ့သူ့ကို train ခဲ့ကြတယ်ကာယကံရှင်ကလည်းဘယ်လောက်ထိစူးစမ်းရဲဆိုတာကိုကျွန်တော်သတင်းတွေမှာတွေ့နေရတယ်ဆိုတော့ကျော်ကြီးရဲ့အနေထားက technique ကိုကြန့်ခိုင်မှုရောအရင်ကထက်အများကြီးတိုးတက်လာမယ်ဆိုတာကိုတော့ကျွန်တော်တို့ယုံမတန်တရားရှိစရာမလိုဘူးပွဲဥရမှာလည်းမျက်နှာငယ်စရာမရှိတဲ့ performance ကိုလည်းပြသွားခဲ့ပြီဆိုတော့မူဂါစီတိုလိုမျိုး fight record ကောင်းတဲ့ player တယောက်နဲ့တည်ပေးတာကကျော်ကြီးအတွက်တော်တော်လေးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုလို့ကျွန်တော်ကမြင်တယ်ကိုလူရဲ့ performance ကကောင်းထားပြီးသားလုံနိုင်မယ်ဆိုတာကလည်းအားလုံးနားလည်ပြီးသားဆိုပေမဲ့ဒီထက်လွယ်ကူတဲ့ ranking နဲ့နှိမ့်နဲ့ပြိုင်ဘက်တွေနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့အဖွင့်ပွဲကပို့ပြီးတော့တသက်ရှိမယ်လို့ကျွန်တော်ခံစားရတယ်။တစ်ဖက်ကပြန်ကြည့်တော့လေမူဂါစီတိုလို fighter မျိုးကိုနိုင်အောင်ကစားလိုက်ပြီဆိုလို့ရှိရင်ကျော်ကြီးရဲ့ reputation နဲ့ level ကတော့တခါတည်းရှေ့ကိုတန်းရောက်ပြီးသားဖြစ်သွားမှာဆိုတော့ one back ကလည်းမျှော်လင့်ချက်တစ်ခုရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပွဲထုတ်ပေးရလဲဖြစ်နိုင်ပါတယ်။တကယ်တော့အဲ့ဒီနေ့မှာတခြားသောပွဲတွေလည်းအများကြီးပါကျွန်တော်တို့ရဲ့တမ်မနီကိုစိုးကြီးရဲ့ပွဲပြတ်နေတာကြာပြီเนาะတော်တော်လေးပွဲပြတ်နေတာကြာပြီဒီနေ့ပြန်ပြီးတော့ကျွန်တော်တို့မြင်ရမယ်ပြီးတော့လုံးဝပွဲကြီးပွဲကောင်းအနေနဲ့ကိုကျွန်တော်တို့ကြည့်ရမှာ main event အနေနဲ့ကို1ကပွဲထုတ်ထားတာစုစုပေါင်းမြန်မာ fighter တွေရဲ့ပွဲ၄ပွဲရှိရလို့ကျွန်တော်တို့သိရတယ်ဒါပေမဲ့အဲ့ထဲမှာစိတ်ဝင်စားမှုအရရှိဆုံးကတော့ကြော်ကြီးဖြစ်နေတယ်ပထမဦးဆုံး1မှာထိုးမှာဖြစ်တဲ့အတွက်ကြောင့်ရောဒီကြားထဲမှာ marketing ကောင်းနဲ့ပရိသတ်နဲ့ထိတွေ့အောင်လှုပ်ဆောင်ပေးခဲ့တဲ့ Fatus ဘက်က activities တွေအကြောင်းရောပေါ့လေအကြောင်းအရာပေါင်းစုံနဲ့ကျော်စွာဝင်းရဲ့ပွဲကပရိသတ်တွေစီကိုနေရာယူထားတယ်ကျွန်တော်တယောက်တည်းအနေနဲ့ဆိုလို့ရှိရင်တော့မူဂါစီတိုကသူ့ရဲ့ပြိုင်ဘက်ဆိုတာသိလိုက်ရတဲ့အချိန်မှာဒီပွဲမှာ fighter 2ယောက်ဘယ်လိုကစားမယ်ဆိုတာကိုကျွန်တော်အရန်စိတ်ဝင်စားတယ်ပွဲတွင်းမှာဘာတွေဖြစ်မလဲတော့ကျွန်တော်တို့လည်းမသိဘူးသို့တော့တေချာတာကတော့ fighter 2ဦးစလုံးရဲ့ကစားဟန်ကစားပေါက်တွေအကြောင်းပွဲကလုံးဝတွက်လိမ့်မယ်ကျော်စွာဝင်းအနေနဲ့မာဂုံမြင့်တက်လုံကောင်းနဲ့တောက်လျှောက်ထိုးသွားနိုင်ဖို့အတွက်မျှော်လင့်နေရှေ့မှာလည်းအဲမွေစူပါရေချမ်းတို့နဲ့ထိုးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မြမရိုးရလက်ဝဲသမားတွေရဲ့အထာကိုတော့မူဂါစီတိုဒီလည်းကောင်းကြက်မိပြီးသားဖြစ်နေနိုင်တယ်အဲ့လိုတွေးတဲ့အချိန်မှာလည်းကိုလူတယောက်ကအမှတ်နဲ့ရှုံးထားပြီးတော့ကိုလူတယောက်ကတော့အလဲနဲ့နိုင်ထားတယ်နှစ်ပွဲစလုံးမှာမူဂါစီတိုရဲ့ performance ကလေးစားစရာအနေထားကိုပြထားပြီးသားဒီတော့ကြော်ကြီးအနေနဲ့ကောင်းလုပ်ပြနိုင်ဖို့တော့လိုတယ်ပြင်ဆင်မှုအားကောင်းတယ်စူးစမ်းအထောက်မှုအရန်ကောင်းတယ်ဆိုတာကကျော်စွာဝင်းရဲ့ဒီ Fatus ကိုရောက်ပြီးကြတဲ့ကရရှိနေတဲ့ reputation ဖြစ်တယ်ဒါကြောင့်မို့လို့သူ့ဘက်ကအကောင်းဆုံးပြင်ဆင်ပြီးတော့မူဂါစီတိုကိုတတိအပြည့်နဲ့ရင်ဆိုင်မယ်ဆိုတော့ကိုလုံးဝတန်တရားဖြစ်စရာမလိုဘူးဆိုတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့က one Friday fight ကိုတညက်နေလုံးတောက်လျှောက်ကိုအားပေးရမယ်ပွဲ
အစနဲ့အဆုံးထိကိုလူတွေကပါနေတာတကယ်ကိုပဲမြန်မာ fighter တွေရဲ့ပွဲကိုတဝါကြီးကြည့်ရမယ်ပွဲဖြစ်တယ်အဲ့ဒီထဲမှာကိုစိုးကြီးရဲ့ပွဲကိုလည်းကျွန်တော်တို့အားပေးရမယ်ပြီးတော့ကျော်စွာဝင်းရဲ့ပွဲဥရက်1 championship ပွဲစဉ်ကိုအနိုင်နဲ့ဖွင့်နိုင်ဖို့အတွက်ကျွန်တော်တို့တွေစောင့်ကြည့်အားပေးရမှာဖြစ်ပါတယ်ပွဲအနေနဲ့လည်းစိတ်ဝင်စားစရာကောင်းပြီးတော့ကြည့်လို့ကောင်းမှာဖြစ်တယ်လို့ကျွန်တော်တို့အတွက်လည်းကို fighter ကိုအားပေးရမှာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုပဲလက်ဝဲဝါသနာရှင်တွေအတွက်အလုံများအောင်မဲ့ညနေခင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီပွဲအတွက်ကိုယ့်ရဲ့အမြင်တွေရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်ခင်ဗျာ